ဒီတစ်ခါမှာတော့ချင်းမိုင်မျိုးတွေကနေတိတ်အဝေးကြီးသွားဆရာမလို့ပဲနဲ့ relax လုပ်လို့ကောင်းတဲ့နေရာလေးတစ်ခုကိုရောက်ရှိနေရပဲဖြစ်ပါတယ်ပြီးတော့ထိုင်းမြန်မာကြီးရဇက်ကားလေးရိုက်ကူးခဲ့တဲ့နေရာလေးနဲ့လည်းနီးရဆိုတော့တခါတည်းဝင်နေလို့ရပါတယ်အဲ့နေရာလေးရဲ့အပြင်မှာအရန်မဲလှပါတယ်ဇက်ကားလေးရအတိုင်းပဲပေါ့နော်ဒီနေရာလေးကချင်းမိုင်မျိုးတွေနဲ့လည်းတိတ်မဝေးဘူးပေါ့နော်မျိုးတွေကနေဆိုရင်45မိနစ်လောက်မောင်းလို့ရှင်ရောက်ပါတယ်ဒီအိမ်လေးတွေရဲ့ဈေးနှုန်းလေးတွေကတော့2000နဲ့3500ဆိုပြီးရှိရပေါ့နော်3500တန်းအိမ်လေးဆိုလို့ရှိရင်တော့မိသားစု4 5 6ယောက်ထိနေလို့ရပါတယ်ပြီးတော့ဒီမှာကမနက်စာကျွေးတယ်ညစာကတော့အနီးနားတစ်ဝိုက်မှာရှိတဲ့ဆိုင်လေးတွေမှာကိုယ့်အကူသွားစားလို့ရရပေါ့နော်လမ်းမတန်းကနေပြီးတိတ်လည်းမမောင်းရဘူးဆိုင်လေးရှိပါတယ်ပြင်မာညစာစားပြီးတော့အခန်းပြောက်တဲ့အခါမိုးလေးနည်းနည်းတော့ချုပ်သွားရေးဆိုတော့တကယ်ချင်းနေပါရှိလို့ရှိရင်လည်းဒီနေရာမှာပေါ့ရှင်းနေပါရေးဆိုမုကထရေးပါစားလို့ရတယ်မုကထစားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမှာမှာပြီးတော့စားလို့ရတယ်ပေါ့နော်စနိုးကတော့မုကထမစားဘဲနဲ့အပြင်ကဝယ်လာတဲ့ခောက်ဆွဲပြုတ်ပဲစားမယ်ပေါ့နော်ဒီမှာတောင်ပေါ်ဆိုပေမဲ့လေမွန်းဆန်လောက်တော့မအေးဘူးကွာမြူတွေလည်းမဆိုင်ဘူးအနှွေးတဲ့အထူးကြီးယူလာကြတော့မလို့ပေါ့နော်နည်းနည်းပပလုံးလုံးချုံလေးဆိုလို့ရှိရင်အဆင်ပြေပါပြီနည်းနည်းပဲအေးပါတယ်မနက်နိုးလာလို့